လိုက်စာကလူတို့တစ်ခိုင်းလို့တဲ့ကိုဘလို့နေရာမှာဘသူတွေနဲ့အတူနေထိုင်လဲဆိုတာတင်းရဲ့အောင်မြင်မှုပြရုပ်တစ်ခုပဲဖြစ်ပါတယ်ဒီကွန်ဒိုရဲ့ location ကဝယ်ချင်တိုင်းဝယ်လို့မရတဲ့ limited နေရာမျိုးဖြစ်ပြီးတော့ရန်ကုန်မြို့ရဲ့ချက်ချကြတဲ့အင်အားရိပ်သားမှာအင်ဒီဂျင်ကောင်းတွေဂုံတရရှိလူချင်းမြင့်နေတဲ့အတူနေထိုင်နိုင်မဲ့အခွင့်အရေးထူသိကျင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်တော့နော်ဆိုပေမဲ့ပေ40-60မြေကွက်ထက်ပိုကျဲတဲ့အကျယ်ဝန်းနဲ့နေရမယ်။ Total square feet 3210ခွကျယ်ဝန်းပြီးတော့အိတ်ခန့်9ခန်းတောင်ဖွဲ့လို့ရမယ်။ကားပါကင်ပါမယ်။လုံခြုံမယ်။တိတ်ဆိတ်မယ်။ property value တက်စင်တက်မယ်။ဒီလိုအကောင့်ကျဖြတ်ဖြာနဲ့ပြည်စုံနေတဲ့ဒီလိုကွန်ဒိုမျိုးဟာတင့်ကိုလုံခြုံတဲ့အိမ်လို့ခန်းစားရစီမှာအမှန်ပါပဲ။ဒီကွန်ဒိုလေးကကဘာကြီးလက်မကြီးအနီးအင်အားရိပ်တာမှာတရှိရဖြစ်ပြီးမြန်မာ Plaza, The Central, အင်အားလေး Hotel, ပါရမီဆေးရုံကဘာကြီးဖေးကအင်အားကန် International School စတဲ့အချက်ချကြတဲ့နေရာတွေမှာတရှိရဖြစ်ပါတယ်။ဒါဆိုရင်စေတုံးလေးနဲ့ပေးမဲ့ပန်လေးသိချင်ရင်တော့ပြောပြမယ်နော်။အင်အားရိပ်တာလမ်းပေါ်ကဒီလိုကျယ်ဝန်းရှိတဲ့အခန်းသစ်တစ်ခန်းဆိုတာရှားမှရှားတဲ့အခွင့်အရေးတစ်ခုပါ။မြေတမိုးစိတ်ကနန်းကျော်တဲ့ဒီလိုနေရာမှာဒီလိုလုံးချင်းမြေတစ်ခွက်အကျယ်ရှိတဲ့ကွန်ဒိုတစ်ခန်းရဲ့ဈေးနှုန်းလေးကတော့1 square feet ကို9သိန်းကျော်တယ်ပါ။အင်အားပြပေါ်မူတည်ပြီးဈေးနှုန်းပါချက်လေးရရှိပါမယ်နော်။ payment plan ကလည်းနှစ်နှစ်အတိုးမဲ့အရေးကြဖြစ်ပါတယ်။သမိုးတိသူတွေအတွက်အင်အားရိပ်တာဒီကွန်ဒိုလေးဟာတားစင်မြေဆက်တမိုးတက်နေမဲ့အဖို့တန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုတာနားလည်သဘောပေါက်မှာပါ။ဖို့တန်မြေနေရာပေါ်ကအဖို့တန်နေအိမ်လေးကိုပိုင်ဆိုင်နိုင်မှု Prime Estate ကိုအခုပဲဆက်သွယ်လိုက်တော့နော်။ Prime Estate, your trusted partner.